အဖေကိုမလေးလို့အယာဒါမှမဟုတ်ရင်ဘာပအဖေကိုမလေးလို့အယာနောက်တစ်မျိုးကြတော့ဘာပအဖေဘာပလို့ခေါ်လို့ရတယ်လို့အယာလို့လည်းခေါ်လို့ရပါတယ်အမေကိုကြတော့အီဘူးအမေအမကိုကြတော့ကမလေးလို့အမကိုကလို့ခေါ်တာပါအကိုကြတော့အဘန်းလို့ခေါ်တာပါအကိုမလေးလို့အဘန်းနောက်တစ်ခုကညီလေးရယ်ညီမလေးရယ်မောင်လေးရယ်အဲ့ဒါတွေကိုအဒေလို့ခေါ်တာပါအဒေစလုံးပေါင်းကြတော့ ADIK လို့ရေးတဲ့လူလည်းရှိတယ်လို့ ADEK လို့လည်းရေးတဲ့လူလည်းရှိရယ်အဒေဆိုတာမောင်လေးဖြစ်နိုင်တယ်ညီလေးရတယ်ညီမလေးလည်းဖြစ်နိုင်တယ်နောက်တစ်ခုပြန်ပြောမယ်နောက်ထပ်ပြန်ပြောမယ်အဖေကိုမလေးလို့ဘာပမဟုတ်ရင်အယာအမေကိုအီဘူးမဟုတ်ရင်မလို့လည်းရပါတယ်အမကိုကြတော့ကလို့ခေါ်တာပါအကိုကြတော့အဘန်းလို့ခေါ်တာပါနောက်တစ်ခုကညီလေးညီမလေးမောင်လေးအဲ့ဒါတွေကိုအဒေလို့ခေါ်တာပါအဒေလို့ပြောတာပါမလေးစကားအခြေခံနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားရင်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပေးဖို့ကျွန်တော်တောင်းဆိုပါရစေအားလုံးအဆင်ပြေကြပါစေအားလုံးအဆင်ပြေကြပါစေအားလုံးကျန်းမာချမ်းသာကြပါစေ subscribe လေးနှိပ်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်တောင်းဆိုပါရစေTerima kasih see you တင်ပါတယ်